မင်္ဂလာပါဒီနေ့ဆရာမပန်းဝိုင်းလေးထုံးပြမယ်နော်ဖျားစင်းတို့ရဲ့ရှေ့ဆုံးအလဲမှာထားရမယ်အောက်ထားမယ်အောက်ခြေလေးမှာထားမယ်ပန်းဦးလေးပေါ့နော်ဆရာမကအောက်ကကလပ်ကလေးပေါ်မှာငွေပလားလေးတင်ထားတယ်ငွေပလားပေါ်မှာငွေပလားအတွင်းထဲမှာဖော်လုံးနှစ်တုံးကိုတောင်လိုက်ထောင်ပြီးထည့်ထားတယ်နော်အဲ့ဘောလုံးဖော်လုံးနှစ်တုံးကိုကြက်အောင်လို့ရှင်းနေနောက်နေမှာဖော်လုံးအတူလေးတွေနှစ်ခုနဲ့ကြက်ထားတယ်နော်ပြီးရင်အရင်ဦးဆုံးအောက်ဖောင်ဒေးရှင်းဝိုင်းဝိုင်းလေးဖြစ်အောင်ထိုးတယ်နော်ထိုးတဲ့ချိန်မှာအောက်ကအုပ်နဲ့ဖလားနဲ့ရေဖလားကမြင့်နေတယ်အုပ်ကနှိမ့်နေတယ်အဲ့တော့အုပ်ဘက်ကိုကွယ်သွားအောင်လို့ပန်းကိုတစောင်းလေးအောက်ကိုနှိမ့်ပြီးမှပလက်လန်ပြီးထိုးတာနော်တခြားလေးကြည့်မယ်နော်ဆရာမတခြားဆဆုံးလေးထိုးပြမယ်နော်ပြီးတော့ဆရာမအခုထည့်နေတာကနောက်ကျောဘက်နော်အဲ့ဒါကြောင့်မလို့ရှေ့ဘက်တည်းနည်းနည်းလေးပုံမြင့်ပြီးထည့်တယ်နော်ကြည့်လိုက်ရင်တော့ရှေ့မှာချထားရင်တော့အဝိုင်းလေးပေါ့ဒါပေမဲ့နောက်ကပန်းလေးပါမြင်ရအောင်နောက်ကိုနည်းနည်းလေးမြင့်ရတယ်နော်ပန်းကလေးကိုတခြားကင်ပြီးထည့်မယ်နော်ပန်းအရွက်ကင်လေးအယိုးကင်လေးတော့သင်ပေးပြီးသားနော်ပန်းကက်တွေအများကြီးပန်းတွေအများကြီးပူဆောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ပန်းလေးတွေကိုစီစီကြီးများများလေးနဲ့လှလှလေးလှုပ်ထားတယ်နော်အဲ့တော့ပက်လေးလေးအရင်ထည့်တာဖြစ်တဲ့အတွက်ကြောင့်မလို့အောက်ခြေလေးနဲ့ဆက်ဖြစ်အောင်ပန်းကက်လေးတွေကိုနောက်ကလေးကိုလန်ပြီးစောင်းစောင်းလေးထည့်ပါနော်ဟာတဲ့နေရာလေးတွေဖြည့်သွားမယ်နော်အဲ့တော့ထိုးရတာပိုအဆင်ပြေအောင်လို့ပန်းဦးလေးကိုလှည့်ပြီးကိုယ့်ဘက်ကနေပြန်ညှိမယ်နော်ပက်လေးလေးလှည့်ပြီးညှိသွားမယ်နော်လိမ့်တဲ့ဘက်ကိုဖြည့်ပြီးမြင့်ထည့်လိုက်မယ်နော်အဝိုက်ကလေးညှိအောင်ထည့်သွားမယ်ဖြည့်ပြီးတော့ဟုတ်ချီလေးကိုရင်ထည့်ခြင်းအပြင်အပေါ်ကဖော်တုံးပူတဲ့နေရာတွေမှာပန်းတွေထက်ဖြည့်မှာနော်